မိတ်ဆွေက Redmi ဖုန်းဝယ်တဲ့အခါမှာ RAM နဲ့ model လောက်ပဲကြည့်ပြီးဝယ်နေတော့မဲလားဒါဆိုရင်တော့ဒါကအမှားကြီးပါ။ဘာကြောင့်လဲဆိုတော့ Redmi ဖုန်းတွေမှာ model တစ်ခုတည်းကိုပဲကျွန်တော်တို့ 4G နဲ့ 5G ဆိုပြီးကွာဟတာတွေရှိပါတယ်။ဥပမာအနေနဲ့ Redmi Note 15 4G မှာဆိုရင်ကျွန်တော်တို့ IP rating က 6.4 ပဲပါပါတယ်။ CPU ဘိုင်းမှာဆိုရင်လည်းကျွန်တော်တို့ Helio G100 Ultra ဆိုတဲ့ CPU ကိုသုံးထားတယ်။ Battery MAH ကတော့ 6000 R10 Watt ကတော့ 33 Watt ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ Redmi Note 15 5G မှာဆိုရင်တော့ IP rating က 680 ပါလာပါတယ်။ကျွန်တော်တို့ CPU ဘိုင်းမှာဆိုရင် Snapdragon 6 Gen 3ကိုသုံးထားတယ်။ Battery MAH 9800အောက်မှာကျွန်တော်တို့ R10 Watt က 45 Watt ထိသုံးထားပါတယ်ဗျ။ဒါအတွက်ကြောင့် Redmi Note 15 5G ကရေးစိန်ခံတဲ့ဖုန်းတစ်လုံးဖြစ်လာပါတယ်။အဲ့အတွက်ကြောင့်ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်ကျွန်တော်တို့model နဲ့ RAM လောက်ပဲကြည့်ပြီးဝယ်တာထက်ဖုန်းထဲမှာပါတဲ့ CPU တွေ RAM တွေ memory တွေနဲ့ကျွန်တော် display တွေ body တွေနဲ့ IP rating ဘိုင်းတွေကိုကြည့်ပြီးဝယ်တာကပိုပြီးတင့်တော်ပါတယ်လို့အကြံဉာဏ်ပေးလိုက်ပါတယ်ခင်ဗျာ။